Minecraft ဒါပေမဲ့ဒါကြီးက Minecraft မဟုတ်တာမဆော့ဘူး Emotional damage စတာဆော့မှာရမှာဒီနေ့ဗီဒီယိုရဲ့ပန်းနိုင်ကတော့ gold ရရင်နိုင်ပါပြီဘာလို့သူများတွေလို diamond မဟုတ်ပဲရွှေလဲဆိုတော့ရွှေလေးကြည့်ရရင်တော့မသိဘူးလားဟိဟာအရင်ဆုံးတစ်ခေါက်ရပါမယ်ဒါနဲ့တစ်ခေါက်ဘယ်လိုခေါ်ရလဲအော်တိဗီဒီလိုခေါ်ရတာတစ်ခုတာလည်းအတိုင်းပဲလားအော်အေးအခုမှအကွဲကြောင်းနေပေါ်တော့တယ် Okay ပြီးသွားရင် crafting table တွေလောက်ရမယ်ဒါနဲ့ဘယ်လိုပြန်ထွက်ရတာလဲသိရပါပြီမသိတော့ဘူးအော်ဟိုတစ်တာပုံစံ icon လေးကိုနှိပ်ရတာသိပြီဒီ Minecraft က Roblox တဲ့က Minecraft copy ကြီးပေါ့နော် wait ငါခုန crafting table လုပ်လိုက်တယ်လေအဲ့ဒါဘယ်ရောက်သွားလဲအသက်ထုတ်လိုက်မရှုပ်တယ်မင်းကဆရာကြီးပဲကွာဒီစာပါထဲမှာတခြားလူတွေလည်းရှိရပေါ့နော်အရင်ဆုံး pickaxe လုပ်ရမယ်တစ်သားတွေကွဲသွားတာဟာရှင်းရအောင်ပဲလှုပ်ရှုပ်လိုက်ရညီးတော့ဟာလဲရပြီဒီမှာအောက်ကိုတူးသွားကြည့်အောင်မယ်ဟာတူးလိုက်သူကငါးနောက်ပဲလိုက်နေရတာမသိဘူးဝေးတေရောတခြားပြေးမှငါဘာငါဆက်တူးကြည့်အောင်မယ် stone pickaxe လေးလုပ်လိုက်မယ်ကဲအပေါ်ပြတဲ့ကြည့်ရမယ်ဒီမှာ iron နဲ့ coal ရှိရယ်မီးဖို့လုပ်လို့ရတယ် stone pickaxe ကကျိုးတော့မှာဆိုတော့အဲ့ဒါထပ်လုပ်ရမယ် iron လည်းအရေကျိုလိုက်တော့မယ်အပြင်ထွက်ဖို့လမ်းရှိလားဖောက်ကြည့်လိုက်တာရေတွေထွက်လာတယ်ဟာဘိုက်ကလည်းတော်တော်စားနေတာဆိုတော့အဲ့ဒါနဲ့စီတွေလိုက်ယူပြီးတော့အပြင်ဆိုင်မယ်ပေါ့ဆိုတော့စီတွေကိုလိုက်ယူပါတယ်အဲ့တော့ပြဿနာကစတာပဲ how do I craft a holeအမတော်တော်တိလဲသွားပြီ bruh ရတော့စိုက်ခင်းတွေအတွက်ဆက်လုပ်ပါတယ်စိုက်ခင်းကြီးလာတာကိုစောင့်ရင်းနဲ့တခြားဟာတွေလည်းဆက်လုပ်တယ်ပေါ့နော်အိုးဟိုမှာ redstone မောင်လေးတို့ဆိုပြီးတော့ torch လုပ်တာ torch ကဒုံနှချောင်းနဲ့မဟုတ်ဘူးလားအဲ့ဒါနဲ့မီးတိုင်းတွေလှုပ်ပြီးတော့ရှောက်သွားတယ်ရှောက်လုပ်တယ်ပေါ့နော်အလိုက်စားရှောက်သွားရင်းနဲ့လုံနေရတွေကကြာနေတာမို့လို့ skip လိုက်ပါဦးမယ်အဲ့ဒါနဲ့ဘိုက်တွေကတော်တော်စားနေပြီဖြစ်လို့အမှဟိုစိုက်ကင်းကိုလှုပ်လိုက်တာဘာမှလည်းထွက်မလာဘူးလို့စဘာထွက်လာမှလေးလို့အဲ့ဒါနဲ့ငါတို့ငတ်ပြီဆိုပြီးတော့ပြင်မှာတလိမ့်ဆန်နေဖြစ်ဘာဖြစ်တခုခုများအကောင့်တွေများရှိမလားဘာများစားလို့ရမလဲဆိုပြီးတော့ထွက်ရှာတယ်ပေါ့နော်ထွက်ရှာတော့လည်းဘာမှမတွေးပါဘူး Minecraft လို့လည်းပြောသေးတယ် what တောင်တကောင်မှမတွေးဘူးကျေးဇူးတွေလည်းတင်ပါလေလို့နောက်ဆုံးတော့အလိုက်စားရဲ့မဟာအုံနောက်ကြီးကမီးလင်းသွားတယ်ပေါ့နော် Minecraft ထဲမှာတစ်ပင်တွေရဲ့ဒီတိရွက်တွေကိုပေါ့နော်အဲ့လိုမျိုးလိုက်ဖြတ်လို့ရှိရင်ဟိုပန်းသီးကြတတ်တယ်တခါလေးကြရင်အဲ့ဒီမှာရှိမလားဆိုပြီးတော့အဲ့လုံးကြည့်လိုက်တယ်ပေါ့နော်သူကပန်းသီးရောမကြောက်ငါပြောသီးကြောက်လာဟာဟုတ်သေးပါဘူးဒါနဲ့ငါအဲ့ဒါယူဘလို့စားရမှာလဲရောက်လေလောက်ကြပါငါမစားတော့လို့အမတက်လေရမိတက်ဖြစ်ရအော်ဒီလိုလောက်ရတာအဲ့ဒါနဲ့ကိုးရှာဖို့အတွက် cave တွေကိုဆက်သွားရပေါ့နော်ဟိုမှာလာပါရှိတယ် cave ကြီးကကြီးလို့မျက်စိလည်းတိုင်းပတ်ပြီးတော့ဟိုနေရာပြန်ရောက်ဒီနေရာပြန်ရောက်ဒီဖြစ်နေတာပေါ့နော်တော်တော်လေးလဲစိတ်ညစ်ရပါတယ်လို့ finally ဟိုမှာကိုတွေ့ပြီ yeah ကိုရသွားပြီဒန်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကိုရသွားပြီဆိုတော့ bye bye